Hello မင်္ဂလာပါခင်ဗျဒီကကြတော့ကျွန်တော်တို့ Toyota Sassy ပဲเนาะ Toyota Sassy 2014ပါเนาะရုပ်ပြောင်းလေးပါတော်တော်လေးလှပါတယ်ခဲအောင်လေးเนาะခဲအောင်လေးပါခင်ဗျဒီကောင်လေးကတန်ဖုံတန်ငွေနဲ့မဟုတ်တော့เนาะဒီကောင်လေးက style alloy လေးနဲ့ဖြစ်သွားပြီ style alloy လေးပါเนาะကားလေးနဲ့တန့်ပါတယ်ခင်ဗျเนาะဟုတ်ကဲ့ပါဒီကောင်၄ချက်ပါเนาะပေါ့၄ချက်ရှိပါတယ်ဒီကောင် Yuki ပါဟုတ်ကဲ့အဲဆိုရင်ကျွန်တော်တို့နည်းနည်းလေးကီးလေးကိုပဲကောင်းကျွန်တော်နည်းလေးစမ်းကြည့်တာနော်ဟုတ်ကဲ့ပါခင်ဗျစမ်းကြည့်တာကောင်းကီလို3သိန်းခွဲဝန်းကျင်လေးရှိပါတယ် AC လေးရတယ်တော်တော်အေးပါတယ်နော်ကျွန်တော် AC လေးကြည့်တာ AC လေးကတော်တော်အေးပါတယ်ဒီကောင်ဖုန်းတင်မဲ့ stand လေးပါလေးရှိတယ်နော်အဲ့မှာဖုန်းတင်မဲ့ stand လေးဟုတ်ကဲ့ပါခင်ဗျဆိုရင်ကျွန်တော်ဒီကဂျပန်လာတဲ့စာရွက်ခင်ဗျနော်ဒီကောင် 4wheel လေးနော် 4wheel လေးဒီမှာကြတော့ကျွန်တော်တို့ကီလော့ပါတယ်လို့ပြောထားခင်ဗျအဲ့ကောင်ကြတော့ဂျပန်မှာပြင်ဆင်မှုဘာညာကိုသူကရေးပေးထားတာနော်ဟုတ်ကဲ့တခါတည်းဘာသာပြန်ပြီးတာခင်ဗျဟုတ်ကဲ့ဒီကောင်နောက်ခန်းပုံလေးပါခင်ဗျနော်ဒီကောင်ဟုတ်ကဲ့နောက်ခန်းလေးပါဟုတ်ကဲ့တေချာပြယူမယ်နော်ကျွန်တော်နောက်ခန်းကိုတေချာပြပေးမယ်နောက်ခန်းလေးပေါ့နော်တက်ပါလေအရင်ကြီးတော့မညစ်ပါဘူးတက်တော့တက်နေနော်တက်နေဟုတ်ကဲ့ကျွန်တော်အဲ့ဆိုရင်ကျွန်တော်နောက်ဖုန်းလေးဖွင့်ကြည့်ပေးမယ်နောက်ဖုန်းလေးကိုโอเคတော်တော်မိုက်တယ်နော်နောက်ဖုန်းတော်တော်လေးမိုက်ပါတယ်တော်လေးမိုက်ပါတယ်တေပုံဖုံးထားမှာမဟုတ်ဘူးတော်တော်မိုက်တယ်နော်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်အောက်ဖက်လေးပြပေးမယ်အောက်ဖက်နော်ဟုတ်ကဲ့ပါကျွန်တော်လုပ်ပေးနိုင်သလောက်အကုန်ပြပေးတာနော်ဟုတ်ကဲ့ပါခင်ဗျအောက်ပိုင်းလေးပြပေးတာပါခင်ဗျဟုတ်ကဲ့ညီကိုတို့အနေနဲ့ကားတွေလိုအပ်တာရှိရင် Probox Sassy တို့လိုအပ်တာရှိခဲ့ရင်ဆက်သွယ်နိုင်ပါတယ်နော်ဟုတ်ကဲ့ပါအထူးကျေးဇူးတင်ပါတယ်